ရွာဆင်းရဲတယ်ဘာလို့စာပေဟောပြောလုပ်လဲတော့ကျွန်တော်မတွေးမိတယ်စိတ်ထဲမှာသူတို့ရှိရသူတို့ပေးမဲ့လက်ဆောင်လေးငပိငချောက်လေးယူရမှာတော့အားနာတယ်သူတို့တော်တော်ဆင်းရဲတာကိုမြင်နေရတယ်ဒါပေမဲ့ရွာလေကောင်ရောက်တဲ့ကောင်မှာဘွားကနေမြင်လဲရတာကြီးကတကက်ကိုတောင်ရင်သာနှက်ပြူရောက်သွားသလိုမြင်လဲရတာကြီးကဘာလဲဆိုတော့ဘုန်းကြီးကြောင့်အဲ့ဒီရွာမှာမွေကြိုက်ပြီးသေးတဲ့သူတစ်နှစ်ကို10ယောက်လောက်ရှိတယ်မိုးစစ်ပြည်စည်းမရှိဘူးစားချင်မရှိဘူးကျမ်းမာရေးစေဘေးကကောင်းကောင်းမရှိဘူးဒါပေမဲ့ကျွန်တော်စကားကိုတချို့ကြိုက်ကြမှာမဟုတ်ဘူးရွှေချောင်းပြောင်ပြောင်တကယ်ဝင်းခေါင်ခေါင်ရွာတရွာကိုဝင်သွားတယ်ရွာတရွာကိုဝင်သွားတယ်10မိုင်အကွာဝေးရှိတယ်မြို့နဲ့10မိုင်ကိုဘယ်လောက်မောင်းမလဲအမြန်လမ်းဆိုလမ်းပါမျိုးဆို10မိုင်က10မိနစ်ပေါ့နည်းနည်းလေးလမ်းကမကောင်းဘူးဆိုရင်နိုင်ဝက်ပေါ့အကွေးကောက်များတယ်ဆိုရင်တနာရီပေါ့10မိုင်ကို4နာရီမောင်းရတယ်4နာရီအဲ့ဒီမြို့နဲ့ဝေးတဲ့10မိုင်ကို4နာရီမောင်းရတယ်ဝင်သွားလိုက်တော့ရွာတရွာလုံးလှုပ်ရှားရတဲ့အလုပ်ကငါးရှာဖားရှာစားရတဲ့အလုပ်တခြားလေးနောက်ထောင်စေခြင်းနဲ့ညီတို့နှမတို့ရွာဆင်းရဲတယ်ဘာလို့စာပေဟောပြောလုပ်လဲတော့ကျွန်တော်မတွေးမိတယ်စိတ်ထဲမှာသူတို့ရှိရသူတို့ပေးမဲ့လက်ဆောင်လေးငပိငချောက်လေးယူရမှာတော့အားနာတယ်သူတို့တော်တော်ဆင်းရဲတာကိုမြင်နေရတယ်ဒါပေမဲ့ရွာလေကောင်ရောက်တဲ့ကောင်မှာဘွားကနေမြင်လဲရတာကြီးကတကက်ကိုတောင်ရင်သာနှက်ပြူရောက်သွားသလိုမြင်လဲရတာကြီးကဘာလဲဆိုတော့ဘုန်းကြီးကြောင့်ရွှေချောင်းပြောင်ပြောင်ဝင်းခေါင်ခေါင်ရွာမီးမရှိဘူးဘုန်းကြောင့်တုံးတက်တကယ်ကိုနော်ဒီဇနပုတ်မဲညစ်နေတဲ့ဖုန်နေသဲနေရွှွတ်နေဘွက်တွေမဲညစ်နေတဲ့အထဲမှာတုံးတက်တကယ်နတ်ပုံနာနမ်းမယ်စာပေဟောပြောပွဲနဲ့အတူတွဲဖက်ချင်းပါတာဘာလဲဆိုတော့တရားပွဲဘယ်နည်းလဲလို့မေးလိုက်တော့15ရက်15ရက်ချင်းပါစာပေဟောပြောပွဲက2ရက်ဘုန်းကြီး15ရက်လူ2ရက်ဆရာတော်တွေတန်ဃာတွေကိုနဝကမ္မကတ်လူငွေဟာအ ਨੇ ဆုံးတညမှာ15သိန်းနဲ့30ကြားတေချာပေါ့လှူတယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်ကကိန်းကနသမားဆိုတော့ကျွန်တော်တွက်ကြည့်လိုက်တယ်15သိန်းနဲ့ပဲကျွန်တော်တွက်ပါတယ်15လီ15ပါဘူး15လီ225တနစ်ကို225သိန်းရေးထားတဲ့စိုင်းဘုတ်ကိုကြည့်လိုက်တော့43ချိန်မြောက်ဟာ225သိန်းကိုကျွန်တော်43ချိန်နဲ့မြောက်လိုက်တော့သိန်း200ကို40နဲ့မြောက်သိန်း200ကိုလွယ်အောင်40နဲ့မြောက်ဘယ်လောက်ဖြစ်မလဲသိန်း200ကို40နဲ့မြောက်ဘယ်လောက်လဲသိန်း8အဲ့ဒီရွာလမ်းကြီးကောင်းအောင်ခင်းလို့ရတယ်ဗျာအဲ့ဒီရွာတစ်ရွာလုံးကိုမီးလင်းအောင်လုပ်လို့ရတယ်ဗျာအဲ့ဒီရွာမှာမွေကြိုက်ပြီးသေးတဲ့သူတစ်နှစ်ကို10ယောက်လောက်ရှိတယ်မိုးစစ်ပြည်စည်းမရှိဘူးစားချင်မရှိဘူးကျမ်းမာရေးစေဘေးကကောင်းကောင်းမရှိဘူးဒါပေမဲ့ကျွန်တော်စကားကိုတချို့ကြိုက်ကြမှာမဟုတ်ဘူးရွှေချောင်းပြောင်ပြောင်တကယ်ဝင်းခေါင်ခေါင်ကျွန်တော်ဒီစကားကိုဒီနားလောက်ရတာကောင်းမယ်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မစင်စားဘူးတခုခုနဲ့6လိုက်ရင်ကျွန်တော်6တယ်ဒါကြောင့်ငရဲကန်းကလည်း6လွန်းဘုံကန်းကလည်းမြောက်လွန်းဆိုတာတကယ်အစစ်မှန်ဘာသာတရားကြားထဲမှာငရဲကန်းကြောင့်လည်း6လိုက်တာဗျာဘုံကန်းကြောင့်လည်းမြောက်လိုက်တာအလယ်မှာတကယ် absolute အမှန်တရားအဲ့ဒီ absolute အမှန်တရားကိုညံညံသွေးနဲ့သွားမှသိနိုင်မှာဒါကျွန်တော်ဒီကနေ့ဒါတော့ခုနပရိုက်တာနဲ့ပတ်သက်လို့ကျွန်တော်ရည်ရွယ်ပြီးပြောလိုက်တာကျွန်တော်တို့ရဲ့စိတ်ကအဲ့လိုရှိတယ်စာကြည့်တဲ့အတွက်လူငွေလေးထည့်ပါဆိုတော့အမေပြန်မလာသေးဘူးတဲ့စာကြည့်တဲ့အတွက်လူငွေ900တစ်ထောင်ကြတော့အမေပြန်မလာသေးဘူးအဖေမနိုးသေးဘူးစောစောကပြောတဲ့ကိစ္စရက်တွေမှာကြတော့ကိန်းကနံပေါင်းမြောက်များစွာဒီနည်းနဲ့ကျွန်တော်တို့ကဝင်းနေစရာကောင်းတဲ့ခြေခွဲစရာကောင်းတဲ့တိုင်းပြည်နိုင်ငံတစ်ခုအဖြစ်ဖြတ်သန်းနေရပါတယ်ရှိတဲ့ငွေချေးနဲ့စီမံခန့်ခွဲမှုနဲ့စနစ်တကျကျွန်တော်တို့မသွားနိုင်ဘူး